အားလုံးပဲမင်္ဂလာပါ ပါတော့ကျွန်တော်အခုလုပ်ပြထားတဲ့ဒီ thumbnail လုပ်နည်းလေးကိုကျွန်တော် AI နဲ့လွယ်လွယ်ကူကူလုပ်တဲ့နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်တော့ဆိုရင်ဒီ thumbnail တစ်ခုလုပ်ဖို့အတွက်ကိုကျွန်တော်တို့အချိန်တွေ1နာရီ2နာရီလောက်ပေးရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်လည်းတကယ်လို့ကိုကမလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီ creator တွေငှားပြီးတော့ပတ်စံတွေအကုန်ကြားခံပြီးတော့ဒီ thumbnail တွေကိုဖန်တီးရဖြစ်ပါတယ်ဒီ thumbnail ကဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဒီ YouTube ဗီဒီယိုတွေမှာဒီ thumbnail ကောင်းလို့ရှိရင်တော့ကိုယ့်ရဲ့ viewer တွေများလာမှာဖြစ်ပါတယ် subscriber တွေများလာမှာဖြစ်ပါတယ်အဲ့တော့ဒီ thumbnail လုပ်နည်းလေးကိုကျွန်တော် AI နဲ့မိနစ်ပိုင်းအတွင်းမှာလုပ်ပြပေးတော့မှာဖြစ်ပါတယ်ဒီ thumbnail တွေကိုကျွန်တော်တို့ AI နဲ့လုပ်တဲ့ဟာမှာ2တွေ2ခု3ခုလောက်နဲ့လုပ်တာလည်းရှိပါတယ်เนาะပုံစံနည်းနဲ့လုပ်တာလည်းရှိပါအဲ့မှာကျွန်တော်ဒီ Gemini တစ်ခုတည်းနဲ့လွယ်လွယ်ကူကူလုပ်လို့ရတဲ့နည်းလေးကိုပြောင်းပေးတော့မှာဖြစ်ပါတယ်။ရင်ဆုံးအဲ့တော့ကျွန်တော်တို့ Google Gemini တစ်ခုဝင်လိုက်ပါမယ်။အဲ့မှာကျွန်တော်တို့အရင်ဆုံးသူ့ကိုစခိုင်းပါမယ်။စီကန်creator ပါတဲ့ pro idea နော် pro idea 5ခုကိုပြောပြပေးပါမယ်။အဲ့ဆိုတော့သူကဒီ content အကြောင်းပဲသူကဒီ idea 5ခုပေးမှာပေါ့နော်အဲ့မှာကျွန်တော်က thumbnail လုပ်ချင်တာပေါ့နော် thumbnail လုပ်ချင်တာဖြစ်တဲ့အတွက်thumbnail လုပ်ချင်တာဖြစ်တဲ့အတွက်ပေါ့နော်creator ပါတဲ့ thumbnail idea 5ခုပေါ့နော်ဒီ5ခုပြောပေးပါ5ခုရေးပေးပါအဲ့ဒီတော့ထပ်ခိုင်းလိုက်ပါမယ်အောင်မြင်မှုစီးကံဗီဒီယိုအတွက်ကိစ္စကိုလည်းပါဆက်ရကလေးရစီမယ် thumbnail idea 5ခုဖော်ပြပေးလိုက်ပါတယ်เนาะအဲ့မှာဒီ thumbnail idea 5ခုကိုအဲ့မှာကျွန်တော်က idea နံပါတ်
5ကိုကျွန်တော်သဘောကျရဆိုလို့ရှိရင်ဒီ idea number 5အတွက် idea number 5အတွက်အင်္ဂလိပ်လိုစာပြန်ရေးပေးပါအဲဆိုရင်ဒီကောင်ကဒါ number 5အတွက်စာရေးပေးတာဖြစ်ပါတယ်အဲ့မှာကျွန်တော်ကဒီကောင်ကို copy ယူလိုက်မယ် copy ယူသွားလို့ရှိရင်ကျွန်တော်ပုံနဲ့ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ပုံကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင်ဒီမှာစာသားလေးကိုကူးထည့်လိုက်မယ်ပြီးရင်ဒီမှာ RS ratio ပေါ့နော် AR 16 ratio 9ဆိုပြီးတော့ဒါလေးကိုမဖြစ်မနေထည့်ပေးရမှာဖြစ်ပါတယ်အဲတော့ပုံထုတ်လိုက်ပါပဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပုံလေးရလာပြီဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့မကြိုက်တဲ့အချက်တွေပေါ့နော်ဥပမာဒီစာသားတွေပါတာကိုဖြောက်ခိုင်းစေချင်လဲဖြောက်လိုက်လို့ရပါတယ်ဒီစာသားတွေကိုကိုကမြန်မာလိုပြန်ရေးချင်တယ်ဆိုလို့ရှိရင်လေကိုမှရှိတဲ့ Canva software ဖြစ်ဖြစ် PS software ဖြစ်ဖြစ်အဲ့မှာမြန်မာစာသားအနေနဲ့ပြန်ရေးလို့ရပါတယ်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ thumbnail လုပ်နည်းလေးကိုမိတ်ဆွေတို့အနေနဲ့လွယ်ကူကူနဲ့လုပ်နိုင်နိုင်မယ်လို့ယုံကြည်ပါတယ်မိတ်ဆွေတို့အကျိုးတစုံတရာရှိရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်